တော့ဖုန်းကင်မရာကို webcam အနေနဲ့အသုံးပြုလို့ရသွားပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ laptop တွေမှာ webcam ပါသည်ဖြစ်စေမပါသည်ဖြစ်စေကျွန်တော်တို့ကဖုန်းရဲ့ကင်မရာကို webcam အနေနဲ့သုံးပါကင်မရာအနေနဲ့သုံးချင်တာဆိုရင်ဒီလိုအခုကျွန်တော်ပြပြမဲ့နည်းလေးကိုသုံးပြီးတော့ချိန်လို့ရပါတယ်အရင်ဆုံးကျွန်တော်တို့က browser တစ်ခုတည်းဝင်လိုက်ပါကျွန်တော်တို့လိုအပ်တဲ့ software လေးကတော့ကျွန်တော် download မှာဖြစ်ပါတယ်အဲ့ဒါပါလိုက်ဆိုတော့ IV cam လေးပါ CE IV cam for PC ကိုကျွန်တော်နှိပ်လိုက်ပါမယ်ဟုတ်ပြီဒီမှာကျွန်တော်တို့ကို down ချင်တဲ့ website တစ်ခုတည်း down မှာနော်ဒီကကျွန်တော်ကတော့ဒီကနေ down လိုက်ပါမယ်အဲဒီရောက်ပြီဆိုရင်ကျွန်တော်ကဒီမှာ download လေးနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ကဒီအောက်က free download ဆိုတာလေးကျွန်တော်တစ်ချက်ထပ်နှိပ်လိုက်မယ်အန်တာဆိုတော့ဒီမှာ download step ဖြစ်နေပါပြီ download step ဖြစ်နေပြီအမအခုဆိုရင်ဒီဘက်အပေါ်ဆုံးတောင်လေးမှာ download လေးရဆွဲနေပြီပဲဖြစ်ပါတယ်ခဏစောင့်မိလိုက်ပါပိုင်ဆိုင်လေးရနေတာမလို့ပြည့်သွားမြင်ပါတယ်ကျွန်တော်က install လုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်က run ကိုနှိပ်ပြလိုက်ပါမယ်IV can လေးဒီမှာဒါဆိုရင် install ဆက်လက်လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုသင်ခန်းစာ installation သင်ခန်းစာပါတစ်ခါတည်းပါသွားပါပြီเนาะအဲ့တော့ next ပါဟုတ်ပြီကျွန်တော်က next ပဲထည့်နေပါမယ်ထပ်ပြီးတော့ download ဆက်ဆိုရပါတယ်ခဏစောင့်ပြီးလိုက်ပါမယ်ဒီလို download လည်းနေကြတယ်ဆိုကျွန်တော်ကြော်လိုက်ပါမယ်ဒါပေမဲ့ကြည့်ရတော့မြန်မြန်နေပါမယ်ထပ်ပြီးတော့ဟုတ်ပြီကျွန်တော်ဒီစက်ရောက်ပြီဆိုလို့ရှိရင် open folder နှိပ်လိုက်ရရင်ကျွန်တော် finish နှိပ်လိုက်ရပါတယ်เนาะကျွန်တော် finish ပဲနှိပ်လိုက်ပါမယ်ကျွန်တော် finish ပဲနှိပ်လိုက်ပါမယ်ဟုတ်ပြီ finish နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအခုလိုမျိုး setup လေးထပ်ပြီးတော့ပေါ်လာပါမယ်ဒါဆိုရင်ကျွန်တော် language setup ပါကျွန်တော် English ပါเนาะဟုတ်ပြီဒီမှာဆို I accept ဆိုတော့ကျွန်တော်နှိပ်ပေးရပါတယ်ပြီး next ပါဒါတော့ installation setup ဖြစ်သွားပါပြီ browser ဆို next ပါအဲ့ထဲမှာပဲထည့်ပါမယ်ဒီတိုင်းလေးပဲကျွန်တော်က next ထည့်လုပ်လိုက်ပါမယ်เนาะပြီးတော့ install တင်လိုက်ပါမယ်ကျွန်တော်ခု install လုပ်တာရသူက loading နေလည်းမြန်ပါတယ် download ဆိုတာလည်းမြန်ပါတယ်เนาะမိနစ်ပိုင်းအတွင်းဒီမှာလည်းအဆင်ပြေပါတယ်ဟုတ်ပြီဒါတွေအလုံး setup တွေပြီးသွားပြီကျွန်တော် finish နေလိုက်ပါ IV can လို့ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော် IV can လေးကိုနှိပ်လိုက်လို့အခုလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဖုန်းကနေပြီးတော့ setup စာပြီးလောက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းမှာလည်း down လိုက်ပါမယ်တကယ်လို့ iOS ဒီဆိုလို့ရှိရင်လား iOS down လို့ရပါတယ် Android စီဆိုရင် Android တွေ down လို့ရပါတယ်ကျွန်တော်တို့ Android နဲ့ down မှာဖြစ်ပါတယ်ဖုန်းမှာလည်း Play Store ထဲမှာ IV Cam Webcam ဆိုတာလေးကို down လိုက်ပါ download လေးပြည့်သွားပြီဆိုရင် open နှိပ်လိုက်ပါပြင် permission တွေပေးလိုက်ပါနော်ဟုတ်ပြီအခုလိုလေးရပြီဆိုလို့ရှိရင်အဲ့မှာဖုန်းမှာပေါ်နေတဲ့ 192.168.1.4 ဆိုတာကိုကျွန်တော်တို့ကကွန်ပျူတာထဲမှာသွားပြီးတော့ထည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဖုန်းကင်မရာကို webcam အနေနဲ့အသုံးပြုလို့ရသွားပြီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ခုဖြစ်ခဲ့တယ်ဆိုရင် subscribe လုပ်သွားပြီးဖို့လည်းမမေ့ပါနဲ့အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ပြီးဆုံတွေ့ကြပါမယ်